မင်္ဂလာပါဒီနေ့ဩဂုတ်14 2016မှာတော့2026 midterm election နဲ့ပတ်သက်ပြီးဒီနေ့မှထွက်လာတဲ့အရေးကြီးတဲ့ development တွေကိုပဲပြောချင်ပါတယ်မနေ့ကပြောခဲ့တဲ့ Minnesota primary အကြောင်းကိုဒီနေ့ထပ်မပြောချင်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့အခုချိန်မှာ November 3 general election ကိုတွားနေတဲ့ political environment ကိုပြနိုင်မဲ့ data အသစ်တွေထွက်လာပါတယ်။ဒီနေ့အရေးကြီးဆုံးမေးခွန်းက Democrats တွေက November မတိုင်ခင် momentum ရလာပြီလားဆိုတာဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ Democrats ရဲ့ national polling ပြန်တက်လာတယ်။ Decision Desk HQ ရဲ့ August 14 polling average အရ January congressional ballot မှာ Democrats က49ရာခိုင်နှုန်းရရှိပြီး Republicans က41ရာခိုင်နှုန်းဖြစ်နေပါတယ်။အကြမ်းဖျင်းပြောရရင် Democrats က +6 ဖြစ်နေပါတယ်။ Generic ballot ဆိုတာကျွန်တော်တို့ district မှာ Congress အတွက် Republican candidate နဲ့ Democratic candidate ရှိရင်ဘယ်ပါတီကိုမဲပေးမလဲဆိုပြီးနိုင်ငံတော်ဝန်မဲဆန္ဒရှင်တွေကိုမဲထားတာမျိုးဖြစ်ပါတယ်။ဒါကြောင့်ဒီ number ဟာ candidate တယောက်ရဲ့ poll မဟုတ်ပါဘူး။တနိုင်ငံလုံးရဲ့ political mood ကိုကြည့်တဲ့ indicator တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာတတိထားဖို့လိုအပ်ပါတယ်။ Democrats က +6 ဖြစ်နေတယ်ဆိုတာ Democrats က House ကိုနိုင်ပြီလို့မဆိုလိုပါဘူး။ November 3ရောက်ဖို့အချိန်ရှိသေးတယ်။ District တစ်ခုနဲ့တစ်ခုလည်းမတူပါဘူး။ပြီးတော့ Congressional maps တွေကြောင့် National Popular Vote မှာ Democrats အသာရယုံနဲ့ House Majority ရမယ်လို့အာမခံလို့မရသေးပါဘူး။ဒါပေမဲ့ Republican Party အတွက်တော့ဒီ number ကို hit လူရှုလို့မရပါဘူး။ဒုတိယအနေနဲ့ Democrats တွေက Ohio မှာပတ်စံကြီးထည့်လာပြီဆိုတဲ့သတင်းဖြစ်ပါတယ်။ polling တစ်ခုတီးကိုကြည်ယုံနဲ့မလုံလောက်ပါဘူး။ပါတီတွေကပတ်စံကိုဘယ်မှာသုံးနေတယ်လဲဆိုတာကြည့်ရင်သူတို့ရဲ့ strategy ကိုပုံမြင်နိုင်ပါတယ်။ဒီနေ့ House Democrats နဲ့ဆက်တဲ့ Super PAC က Cleveland Media Market မှာနောက်ထပ်$6 million advertising ထည့်မယ်လို့ကြေညာလိုက်ပါတယ်။ Target က Republican Congressman Max Miller ရဲ့ Ohio seat ဖြစ်ပါတယ်။ဒီမှာ$6 million ဆိုတာနေတဲ့ပတ်စံမဟုတ်ပါဘူး။ပါတီတစ်ခုကcompetitive မဖြစ်နိုင်ဘူးလို့ထင်တဲ့ district တစ်ခုထဲကိုဒီလိုပတ်စံမျိုးထဲလဲမရှိပါဘူး။ဒါကြောင့်ကျွန်တော်ကြည့်မိတဲ့ political signal က Democrats တွေဟာ House ကိုပြန်ယူနိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ battlefield ကိုချက်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ Republicans အတွက်တော့ဒီလို race တွေကိုကာကွယ်ဖို့ money and resources ပိုသုံးရနိုင်ပါတယ်။ဘာကြောင့် House ကဒီလောက်အရေးကြီးတာလဲဆိုရင်ဒီနှစ် midterm election မှာ House seats 435နေရာလုံးရွေးကောက်ပွဲလုပ်မှာဖြစ်ပါတယ်။ဒါကြောင့် competitive districts အနည်းငယ်ထည့်သွားယုံနဲ့ House control ပြောင်းသွားနိုင်ပါတယ်။ Democrats က House ကိုပြန်ယူနိုင်ခဲ့မယ်ဆိုရင်သမ္မတ Trump အတွက်နောက်2နှစ်ဟာပထမ2နှစ်နဲ့မတူတော့ပါဘူး။ legislation တွေပူခက်လာနိုင်တယ်။ budget နဲ့ government funding negotiation တွေပူတင်းမာလာနိုင်တယ်။ပြီးတော့ House committees တွေရဲ့ investigation နဲ့ oversight power တွေလည်း Democratic leadership လက်ထဲပြောင်းသွားနိုင်ပါတယ်။အကြောင်း November 3မှာ President ကိုရွေးတာမဟုတ်ပေမဲ့သမ္မတ Trump ရဲ့နောက်2နှစ်ဘယ်လိုဖြစ်မလဲဆိုတာကိုတစ်စိတ်တစ်ပိုင်းဆုံးဖြတ်နေကြတာဖြစ်ပါတယ်။ဒါဆို Republicans အတွက်သတင်းစူးကြီးပဲလားဆိုတဲ့မေးခွန်းရှိနိုင်ပါတယ်။အဖြေကမဟုတ်ပါဘူး။ဒီနေရာကအရေးကြီးပါတယ်။ National poll မှာ Democrats အသာရနေလို့ Republican Party ဆုံးမယ်လို့မပြောနိုင်သေးပါဘူး။ Republicans မှာအသာချက်တချို့ရှိနေစေဖြစ်တယ်။ထို့သဖြင့် redistricting ဖြစ်ပါတယ်။2026 election မတိုင်ခင် state အများပြားမှာ congressional maps တွေပြောင်းခဲ့ကြပါတယ်။ court rulings တွေလည်းရှိခဲ့ပါတယ်။ဒီလို map changes တွေက national political environment က Democrats ဘက်ကိုရွှေ့နေရင်တောင် Republicans House candidates တချို့ကိုကာကွယ်ပေးနိုင်ပါတယ်။အကြောင်းဒီ election မှာ
polling နဲ့ map နှစ်ခုလုံးကိုတပြိုင်နက်ကြည့်ဖို့လိုအပ်ပါတယ်ပြီးတော့ Senate ကတော့တခြားဇက်လိုင်းတစ်ခုဖြစ်နေတယ် House မှာ Democrats အတွက် opportunity ပေါ်လာနေတယ်ဆိုပေမဲ့ Senate ကိုတော့ဒီလိုပဲမတွက်နိုင်ပါဘူး Democrats ဟာ Senate majority ရဖို့ net 4 seats လိုပါသေးတယ်ဒါဟာအလွန်ခက်ခဲတဲ့ electoral match ဖြစ်ပါတယ်ဒါကြောင့်ဒီနှစ် election မှာထူးခြားတာက House နဲ့ Senate ဟာတနိုင်ငံဒီမှာဟာလာကျင်းပတဲ့ election ဖြစ်ပေမဲ့ political battlefield နှစ်ခုကအခြေအနေလုံးဝမတူနိုင်ဘူး Democrats က House မှာကောင်းကောင်းလုပ်နိုင်ပြီး Senate ကို Republicans setting ဒါမျိုးလေဖြစ်နိုင်ပါတယ်ဒါပေမဲ့ November အထိ political environment ထပ်ပြောင်းသွားနိုင်ပါတယ်ဒါကြောင့်ဒီနေ့ August 14ရဲ့အရေးကြီးဆုံး message က 2026 midterm election ဟာ primary season ကနေ general election battle စီကိုအလင်းအမြန်ပြောင်းလာနေပြီဆိုတာဖြစ်ပါတယ် Democrats ဒီ national generic ballot မှာပြန်အားကောင်းလာနေတယ် House battlefield ကိုလည်းပတ်စံတန်းပေါင်းများစွာနဲ့ချက်ဖို့ကြိုးစားနေကြတယ် Republicans ဖက်မှာတော့ redistricting advantage နဲ့ Senate map ကို structural advantages တွေရှိနေစေဖြစ်ပါတယ်ဒါကြောင့်အခုချိန်မှာ blue wave လာပြီးလို့ပြောဖို့စောလွန်းပါသေးတယ် Republicans AACC နိုင်မယ်လို့ပြောဖို့လည်းမဖြစ်နိုင်တော့ပါဘူးကျွန်တော်တို့အခုကနေ November 3အထိစောင့်ကြည့်ရမယ့်အရာကဒီ Democratic polling advantage ကဆက်တည်မြဲမလား Republicans ကပြန်ပိတ်နိုင်မလားပြီးတော့အရေးကြီးဆုံးက House of Representatives ကိုဘယ်ပါတီကထိန်းချုပ်သွားမလဲ November 3ရောက်ရင် American ပြည်သူတွေက Congress ကိုပဲရွေးချယ်မှာမဟုတ်ပါဘူးသမ္မတ Trump ရဲ့နောက်နှစ်အတွက် Washington ရဲ့အာဏာချိန်ခွင်ရှာကိုပါဆုံးဖြတ်ကြမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်